တော်ကောင်းတို့အလူတော်ရှင်သူပြောကြောင်းမို့စိတ်ချမ်းမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကားဖရာမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေသူတော်ကောင်းတို့အလူတော်ရှင်သူပြောကြောင်းမို့စိတ်ချမ်းမြောနိဗ္ဗာန်သောဗိမာန်ခေါ်လို့ဗိမာန်ဘောတို့ဘုရားတကားဖရာမတို့အမကွာတရားရဖို့တရားနာကြွကြပါပြုတရားနာကြွကြပါပြုတရားနာကြွတော်မူကြပါလေချွေကဘဝရေးစရာသစ္စာတွေလည်းမချုပ်ဓမ္မရေးပရိသတ်များပေးဝေကမေတ္တာတွေလည်းပို့အလားတေးချွေကဘဝရေးစရာသစ္စာတွေလည်းမချုပ်ဓမ္မရေးပရိသတ်များပေးဝေကမေတ္တာတွေလည်းပို့တန်တရားဖုံဖုံတရားတခါသာဆုံးသာသနာပြုပါကုန်တန်တရားဖုံဖုံတရားတခါသာဆုံးသာသနာပြုပါကုန်လူဘဝပုံခုခဏကြုံလို့အချင်းရှိခိုင်းလုံးလာဆိုင်ကြစို့မန္တနာညွတ်ကွင်းလဲရှင်းလို့ဟုတ်ပါဗျာတာလာဟုတ်ပါရှင်းလို့ယူရဒီကားကမှကိုရှိကနေကြတယ်မျက်နှာပေါ်မေဒီလာမျိုးဝိညာဉ်ကြောင့်ဆရာတော်လူကပြောတော်မူပါဗျာမေဒီလာမျိုးဝိညာဉ်ကြောင့်ဆရာတော်လူကပြောတော်မူပါဗျာမေဒီလာမျိုးဝေဒကုံကြောင့်ဆရာတော်လူကပြောတော်မူပါဗျာညောင်ရမကြီးသမျှဆရာတော်လူကပြောတော်မူပါဗျာညောင်ရမကြီးသမျှဆရာတော်လူကပြောတော်မူပါဗျာပြောရနော်ရေဘွဲ့ကြောင်းဆရာတော်လူကပြောတော်မူပါဗျာရေဘွဲ့ကြောင်းဆရာတော်လူကပြောတော်မူပါဗျာပြောတယ်ဒီကပြောရတယ်ဟုတ်ပါတောင်းတောင်းကိုရောင်ကိုဇေယဘုံမီကျော်ဆရာတော်လူကကြွတော်မူပါဗျာရောင်ကိုဇေယဘုံမီကျော်ဆရာတော်လူကကြွတော်မူပါရောင်ကြီးဆရာတော်လူကကြွတော်မူပါဗျာကာပြည်ရောင်ရောဆရာတော်လူကကြွတော်မူပါဗျာကာပြည်ရောင်ရောဆရာတော်လူကကြွတော်မူပါဗျာရမပင်ဘုရားရောင်ရောဆရာတော်လူကကြွတော်မူပါဗျာကျက်စကံရောဆရာတော်လူကကြွတော်မူပါဗျာကျက်စကံရောဆရာတော်လူကကြွတော်မူပါဗျာအဲ့ဒါနဲ့ဆက်လို့ရှိရင်ရေလိုကြောင့်ဆရာတော်လူကကြွတော်မူပါဗျာရေလိုကြောင့်ဆရာတော်လူကကြွတော်မူပါဗျာမြောင်ဦးကျောင်းဆရာတော်လူကကြွတော်မူပါဗျာမြောင်ဦးကျောင်းဆရာတော်လူကကြွတော်မူပါဗျာအပြော
စဝေးကြောင်းဆရာတော်လူကကြွတော်မူပါဗျာစဝေးကြောင်းဆရာတော်လူကကြွတော်မူပါဗျာသာရမျိုးချေကြောင်းဆရာတော်လူကကြွတော်မူပါဗျာသာရမျိုးချေကြောင်းဆရာတော်လူကကြွတော်မူပါဗျာဒီပြေကံကြောင်းဆရာတော်လူကကြွတော်မူပါဗျာဒီပြေကံကြောင်းဆရာတော်လူကကြွတော်မူပါဗျာhai lớn lên này mộtသမာဓိမာရဒီအားတရားစေကြောင်းဆရာတော်လူကကြွတော်မူပါဗျာတရားလေးကိုဆရာတော်ထိပ်ပြီးပါညောင်ရပတိတရားဆရာတော်လူကကြွတော်မူပါဗျာညောင်ရပတိတရားဆရာတော်လူကကြွတော်မူပါဗျာလိုက်ရင်းပါပေကြောင်းကြီးဆရာတော်လူကကြွတော်မူပါဗျာရင်းပါပေကြောင်းကြီးဆရာတော်လူကကြွတော်မူပါရေလေကြောင်းဆရာတော်လူကကြွတော်မူပါဗျာရေလေကြောင်းဆရာတော်လူကကြွတော်မူပါဗျာနကြေးရှိစုကြောင်းဆရာတော်လူကကြွတော်မူပါဗျာနကြေးရှိစုကြောင်းဆရာတော်လူကကြွတော်မူပါဗျာရှင်ရဲထောင်ကြောင်းဆရာတော်လူကကြွတော်မူပါဗျာကြာရန်ကြောင်းဆရာတော်လူကကြွတော်မူပါဗျာကြာရန်ကြောင်းဆရာတော်လူကကြွတော်မူပါဗျာနောက်ပါကိုယ်ကိုယ်သူကြောင်းဆရာတော်လူကကြွတော်မူပါဗျာကိုယ်ကိုယ်သူကြောင်းဆရာတော်လူကကြွတော်မူပါဗျာဘုရားလေးအစဉ်မျိုးကြည့်ပြီးဆောင်ရွက်ပေးပါနောမေကြောင်းဆရာတော်လူကကြွတော်မူပါဗျာနောမေစီစဉ်ရခောက်ကုန်ပြုမဟာဝိသုဒ္ဓရမအလေတိုက်တိုက်ဥစရာတော့ပရန္တတိဟထံမှာလူမောဒနာရေစက်ချတရားနာကြခြင်းစီစဉ်ဖြစ်ပါတယ်တို့တွေကြောင့်ဆရာတော်ဗျာတပည့်တော်များရေစက်ချမောဒနာတရားများချင်းမြင့်ပေးတော်မူနိုင်ပါရန်ပြုသေးလေးစားစွာဖြင့်ပန်ကြားလျှောက်ထားပါတယ်ဗျာသစ္စာပတ္တယဆန္ဒ2016နှစ်ကနေ့ဘာကြီးကြီးဝါတုံညသမိတ်တိနတ်ကျောင်းစာကျောင်းတို့မင်္ဂလာပူဇာနဲ့ဇာကြီးကျောင်းဆရာတော်ရှင်စနကရဲ့ဒေါသခမနစ်ပြည့်ဝဲတဲ့မင်္ဂလာထိပ်မှာသာမဏေအဘာနေယာလီလာဇံပါတရားတို့ဘုရားသာသနာတို့ရှင်သာမဏေတို့၏အတော်အဆောင်တင်ကားတဲ့ပရိသရာတို့ကိုသူရန်၍ရှင်သာမဏေဖြစ်သောရောက်အောင်ကြီးနောက်တောက်ပန့်ကြောင်းဖြစ်သောသာသနာလောကကောင်းသောကုသိုလ်ပြုလုပ်ရာအချိန်အခါ၌အနုမောဒနာတရားသရဒုက္ခနာမှာပေါင်းလို့ကောင်းတယ်အနုမောဒနာဆိုတာကပါဠိစကားအဲဒီပါဠိစကားရဲ့မြန်မာလိုအဓိပ္ပာယ်ကအနုအဖန်ဗံမောဒနာဝမ်းမြောက်ကြောင်းအလိုရှင်ဖြစ်တဲ့အဂါရမပေါင်းလို့ကောင်းတယ်မိမိတို့ပြုတဲ့ကုသိုလ်ကောင်းမှုအတွက်အဖန်ဗံဝမ်းမြောက်စီနဲ့တရားစကားအဲ့ဒါဘာသာ
ပေးတဲ့စကားကိုမောဒနာစကားအဲ့တော့တရားဓမ္မတွေဝမ်းမြောက်ဝမ်းသာဖြစ်ဖို့အတွက်ဟောပြရမှာဖြစ်တော့ဘောမဲ့ဘုန်းကြီးကိုယ်တိုင်ကိုဒီနေ့တော့ဝမ်းမမြောက်နိုင်တော့ဘူးအဲ့တော့ဘုန်းကြီးကိုယ်တိုင်ကဝမ်းမမြောက်ရင်တော့ဒုဒကာဓမ္မတွေဝမ်းမြောက်ဖို့အတွက်ဝမ်းမြောက်အောင်ပြောဖို့အတွက်ဘုန်းကြီးတော့မလွယ်တော့ဘူးထင်တာပဲနော်ဘုန်းကြီးတို့လည်းကြုံနေပါဒီလိုပွဲတွေပြင်းတာကလည်းတကယ်ကိုအာဟောစရာကောင်းတော့အဲ့တော့ဒီလိုအပြုပွဲတွေမှာဘုန်းကြီးတို့ဆိုင်နေလဲပါဝိုင်းနေလဲပါဘိသိက်တွေလဲပါတဲ့အပြုပွဲတွေမှာဘုန်းကြီးတို့အတွေ့အကြုံတော့ဆိုင်နေဝိုင်းနေဆိုင်နေတီးလို့ဘိသိက်တွေမြောက်ဘိသိက်ကကျူးတာလားမြောက်တာလားမသိဘူးနော်ဘိသိက်မြောက်ဒီအတူတွေမှာလေအဲ့ဒီအချိန်တော့မတ်တနဲ့ပိဋကကအပြည့်ပဲဘိသိက်လည်းပြီးလို့ဘုန်းကြီးတွေအလှဲ့လည်းရောက်တော့ပိဋကတဲ့လူမကြံခုဒီမှာတော့ပိဋကတွေကညာကြီးပဲနောက်အစီအစဉ်ကြံသေးလားမသိဘူးအဲ့တော့ပိဋကတွေကြံသေးတော့ဘုန်းကြီးတို့ပြောပြတယ်ပေါ့နော်ဘိသိက်ဘိပွဲထားတာလေဘိသိက်ဖိသိက်နှစ်မျိုးနော်ဘိသိက်ရဲ့ဖိသိက်အဲ့ဒါဘိသိက်ဆိုတာဘယ်ကလာတာလဲဘုန်းကြီးတို့ပါဠိအဘိသေကလာတာအဘိသေကဆိုတာသုံးလုံးချင်းဒိဋ္ဌိပြဒါကြောင့်မို့လို့ဘိသိက်သုံးလုံးနဲ့ဘိသိက်သုံးလုံးနဲ့ဆိုတာအဲ့ဒီအဘိသေကတရားလေးကလာတဲ့စကားဘိသိက်သုံးလုံးနဲ့နော်အဲ့ဒါဒီလိုခုလိုအပြုပွဲတွေမှာဘိသိက်သုံးလုံးတဲ့အခါကျဒုဒကာဓမ္မပေါင်းသူတော်ကောင်းတွေငိုရသလားပျော်ရသလားဆိုရင်ဘိသိက်သုံးတဲ့အချိန်လေငိုရဒုက္ခပဲဘိသိက်ကအဆိုးကောင်းအပြောင်းကောင်းဆိုတဲ့အခါကျတော့ငိုရသေးလားငိုရသုံးလောင်းခြင်းဆိုတာသုံးလောင်းလိုက်တဲ့အခါတော့ဥမာမျက်ပင်လေးနဲ့ညှိုးနေတဲ့မျက်ပင်လေးရေလောင်းပြလိုက်ရင်ဘာဖြစ်လဲလမ်းဘိသိက်သုံးလောင်းလာတဲ့အဲ့ဒီလိုပဲအဲ့ဒီတော့စိတ်တွေလမ်းဆန်းပြီးတော့ကြည်နူးတက်ကြွပြီးတော့မလာဘူးလားတဲ့အဲ့ဒီလိုလမ်းဆန်းတက်ကြွပြီးလာလို့ဘိသိက်မပြီးမချက်နတ်တဲ့ထဲမှာနေနိုင်တာပေါ့ဟုတ်တယ်မလားဘိသိက်သုံးလုံးဒီမှာကြည်နူးမှုလမ်းဆန်းမှုတက်ကြွမှုတွေမဖြစ်ဘူးဆိုရင်အဲ့ဒီမတ်တဲ့ထဲလူရှိပါမလားရှိဘူးအဲကြောင့်မို့အဘိသေကဆိုတာတဏှာပီတိတွေနဲ့ရှမ်းစိုးနေတဲ့အတွက်ကြောင့်ဘိသိက်ကိုခေါ်နော်ဘိသိက်ကိုပြီးတော့ဖိသိက်ကိုအဲ့ဒါကဘုန်းကြီးတို့ကိုရဘုန်းကြီးတို့ကိုရောက်တဲ့အခါကျတော့ပရိသတ်ကလူလည်းတိတ်မရှိတော့တိတ်မရှိတဲ့အခါကျအဲ့ဒီနတ်တဲ့ထဲမှာကျမ်းနေတဲ့ပရိသတ်တွေကိုဘုန်းကြီးတို့ကဓမ္မနဲ့ဖိပြီးသိတ်တာလို့ဖိသိက်အဲ့ဒီကြောင့်နိုင်တော့တာပဲဟုတ်ပြီလားအဲ့ဒါဘိသိက်ဖိသိက်နှစ်မျိုးနော်မှတ်တာလို့ရအဲ့ဒါဘုန်းကြီးတို့အနုမောဒနာတရား3နာရီခွဲတော့မှဘုန်းကြီးလည်းပြန်ပါနော်အကြာကြီးလည်းဘုန်းကြီးမဟောပါဘူးလည်းဆို2နာရီဆိုတော့ပြီဒီမှာတရားပွဲတွေနဲ့ဆက်တိုက်ပဲ၄ညလာမသိလားဟုတ်တယ်ဟမ်ပြီးပါပြီလားဒီမှာအစည်းအဝေးနဲ့ဗဒရာဝိမလာပြေဝန္တဗဒနာဝါတ္တပြေဝန္တဗဒနာအရိယဝန္တဗဒနာဘောဂာလဗဒနာသုဇာတအဲ့ဒီတရားဝဲတွေကပြီးတာပြီးသေးပါဘူးအဲ့ဒီမှာဟုတ်တယ်နော်လက်ပြင်ညကစမှာပေါ့ဟုတ်တယ်မလားအဲ့တော့ဘုန်းကြီးတို့အခုဒီပွဲကဘုန်းကြီးတို့သိထားတာကတော့ကျောင်းရည်စက်ချပွဲလို့သိထားတာနော်
ကျောင်းရည်စဲချဝဲလို့သိထားတဲ့အတွက်ကြောင့်ကျောင်းအလှူနဲ့ပတ်သက်တာလေးပဲဘုန်းကြီးတို့ခေါင်းထဲမှာထည့်လာတယ်ဒီကြတော့ရှင်အပါတရားရောသီလအပါတရားရောဆိုတော့အဲ့ဒီပွဲဒီအတွက်ဘုန်းကြီးခေါင်းထဲတော့အစီအစဉ်မပါဘူးအဲ့တော့ဝိဟာရဒါနကျောင်းအလှူအတွက်ပဲဘုန်းကြီးအဓိကထားပြီးတော့ပြောသွားတယ်နော်အဲ့တော့ဝိဟာရဒါနဘုန်းကြီးတို့မြတ်စွာဘုရားလည်းချီးမွမ်းတဲ့ဒါနဝိဟာရဒါနံသံဃတအကံဗုဒ္ဓေနဝံမိတာဝိဟာရဒါနံသံဃတအကံဗုဒ္ဓေနဝံမိတာဗုဒ္ဓေနသစ္စာလေးပါးအမှန်တရားတို့ကိုပိုင်းခြားထင်ထင်ကိုယ်တော်ကလည်းသိမြင်တော်မူသောမြင်သောသာဝိနည်းအားလည်းဟောကြားချွတ်ချေပေးငါဝေလျက်သိစေတော်မူတန်ညာရှင်တော်မြတ်ဘုရားသည်ဝိတံဃတသံဃာတော်ရှင်မြတ်ပေါင်းအားဝိဟာရဒါနံကြောင့်အလူဒါနတော်အကံအခြားသောအလူဒါနတော်ထက်သာလွန်ထူးကဲလွန်မြတ်၏ဟု၍ဝဏိတံချင်းမတော်မူအ